ကိုပါဒီနေ့မှာတော့အပိုင်းလေးလေးတင်ပါပြီရှင်တော့ let's go ပါအော်မီလို့နော်ဒီ channel လေး subscribe လုပ်တဲ့အခုချစ်လောက်လိုက်ပါ let's go ပါအီအိုဟာမနတာမွန်လင်းပြီးဆိုရေချိုးသွားလိုက်ပါအောင်မယ်ခလေးလည်းစောင်းနေ7နာရီထိုးတော့မှငမနေတာ9နာရီရောက်တယ်ဆိုတော့ညကြောင်သားသေးလာမှဆိုတော့မြန်သွားလိုက်အောင်မယ်ငါအင်ကြီးလေးရှာလိုက်ပါအောင်မယ်လေဟာငါလည်းဒီအင်ကြီးလေးလိုက်ဒီအင်ကြီးလေးရှာလိုက်အောင်မယ်ငါဒီအင်ကြီးလေးဝယ်လိုက်ပါအောင်မလေဟာငါအင်ကြီးလေးဝယ်ပြီးဆိုသွားလိုက်အောင်မယ်ငါရဲ့ကျောင်းသားတက်ကဒီနားလေးမှလာမသိဘူးသူကတဲ့ငါနဲ့အိမ်ကြီးတဲ့ပြောထားပဲသူစောက်လိုက်ပါအောင်မယ်ဒီချိန်မှာတော့သွားဆောင်မှာပဲငါဆောက်တော့ငါဒီမှာ sorry မပါလို့ငါဒီနားမှာစောက်လိုက်ပါမယ် hello ဒီနေ့အစောနောက်မှာသွားလို့ပေါ့နော်ဒီမှာကြောင်သွားတယ်ဒီမှာလက်ကချော်သွားလို့သူ့ရှိသွားလိုက်တော့အဲ့ဒါ let's go ပါဟာကွာဒီနေ့ကြောင်သားတဲ့ဆိုမှရေချိုးလိုက်ပါအောင်မကွာဒီလေလေအစ်တန်ရပဲမချိုးနာကွာဒီနေ့မှချိုးနေတာအဲ့တငါကျင်းနေစောင်းနေလားမသိဘူးငါအင်ကြီးလေချိုးလိုက်ပါအောင်မကွာကွာဝါလာအောင်မဦးကျမငါနဲ့အင်ကြီးလေဆိုလေတွေ့တာမသိကွာအော်မဆီယမငါ့ကိုစောင့်နေရပဲကွာသူကနဲ့တွားမှလားမသိကွာဟုတ်လို့မယ်ကွာဆီယမရောက်ပြီလားဒီမှာကားရဲတားရဲတွားမယ်နော်ဟုတ်ဆီယမနောက်ကနေပြီးဆီယမတို့ကရှင်းနိုင်ချိုးနေပြီရှင်းနိုင်ချိုးနေပြီနာဆီယမတို့ကြောင်ပရဲနေနေဆီယမကြိုက်ကြလို့လောက်ကြဒါလားသွားမယ်ခဏအထဲရရောက်တော့ကဲဒီနေ့မှတော့ကျောင်းသားအတေးရောက်နေနော်သူ့နာမည်ကစောလို့ခေါ်တယ်ဟုတ်ကဲ့ပါဆရာမတားရေကိုနာမည်မိတ်ဆက်တော့နော်ကျွန်တော်နာမည်ကတော့စောပါသွားလိုက်ပါမှာကွာနော်အဲ့ချလိုက်အောင်တာတင်းတော့မယ်နော်ဟုတ်ကဲ့ဒီဆီယမကဘာမှမသိအောင်ဆိုဆရာနေတော့ပဲခဏလေးတင်လိုက်တယ်နော်ဟုတ်ကဲ့ဆီယမကနှဖြန်းကြရင်ရေခဲမောက်ကျွေးမယ်နော်ဟုတ်လာကျင်တယ်လို့လားမလာကျင်တယ်လို့လေဒါပေမဲ့စောင်းနဲ့တူလာကြနော်ဟုတ်ဝါမောက်ဆာရောက်တာနေတို့သွားခဏငါစားလေးတယ်နေတို့ပြလာအောင်မကြားလားဆရာမဒီဘောက်ပဲသိမှာနော် WATER ဝါတာရင်နော်ရေနေတို့မတောက်ဘူးလားဟုတ်ကဲ့ပါရှင်တောက်တယ်ပါရှင်ဒီနုမနေဝါငါလို့စမွဲပြေတာနော်ကြားလားစမွဲပြေတာကျောင်းသားတေးရောက်တာဆိုစမွဲပြေတာအေးစမွဲပြေဒီနေ့ကျောင်းသားတေးရောက်လို့စမွဲမပြေတော့တာသူစမနဲ့အိမ်ကြီးရလားဟုတ်တယ်သူက我的空包嘛太难了，嘛来一斤呢？什么？可能生意都烂了呢。说真的老说，没啥奖金多看。不搞了路来，路买改造呢，帮那些的。你刚才没帮呢，你刚手机有的。ဟုတ်ကဲ့ဆရာမ
သွားလဲအင်တာတက်ချင်လို့ဆိုပြီးတော့တွားရပါတက်လိုက်ပါဦးကွာသူကအဲ့ရနဲ့ဟိုကောင်လူမိုက်ကိုင်းသွားလာတော့လူမိုက်ကိုင်းသွားလာတော့ပါတယ်ဟင်းမင်းပါတော့ဟင်းမင်းကြောင်သားတေးရောက်လာတော့မင်းကောင်းပါပဲကွာမင်းကောင်းလိုက်တာကွာကောင်းတာပဲသူကလည်းအကောင်လုံးလိုက်လို့သူကလည်းညာသွားပါတယ်သူကလည်းထလာပါတော့တယ်သူကတော့သူအနာကြီးကြည့်ကြအောင်မပြောပါဘူးဆရာမကိုအခုရင်းနဲ့နေလေတောင်ရောက်နေပါပြီနေလေအောင်ရောက်နေပြီအခုတောင်နေလေရောက်လို့သူများတွေကမပြန်သေးဘူးအဲ့တောင်မပြန်သေးဘူးလားမပြန်သေးဘူးသူကဆရာမကတော့အနာကြီးတွေ့လိုက်ပါတယ်အဲ့ရဘာဖြစ်တာလဲအဲ့လူမိုက်ကိုင်းစားလောက်တာဗျာသူကလည်းအမှန်တန်ကိုပြောလိုက်ပါတယ်နင်းအကောင်ကြောက်ကြီးကိုတိုင်ပြောမှာရနဲ့သူကလည်းအိပ်ပျော်သွားတော့ပါတယ်အိပ်ပျော်သွားပါတယ်တခြားလူတွေကပြန်တော့မှရှိပါတယ်ဆင်မငါပြန်တော့မယ်သူကလည်းဟုတ်ကောင်ရုပ်မခေါ်ဖို့တမေ့သွားတော့ပါတယ်သူကလည်းတိတ်တော့ညမကောင်းပါဘူးသူကတော့တောင်းနေပါပြီညာကတော့ရောက်တော့ပါဘူးသမအထက်များလို့လားဒီလောက်လေးပဲတောင်းလိုက်တော့ပါမယ်လုံးဝဒီအင်းလေးလိုက်ပါမလို့ငါအင်းညဝင်ကွာခါလေးလေးထားလိုက်တော့ဒါလေးနဲ့ရေထိုးလိုက်ပါအောင်မယ်ဒီအင်းကြီးလေးလောက်ပြီးပြီဆိုတော့ပြီးညတန်ကချန်ထားတဲ့ဟာလေးထုတ်လိုက်ပါအောင်မယ်လေဟာငါတောင်းဝဲလေးစားလိုက်ပါအောင်မယ်ငမေးသွားပါတယ်ခမီးလုံးပါလားဟုတ်တော့ငမေးပါအော်သူကလည်းဘလို့လာမယ်လားမသိဘူးအိမ်ထဲတော့ဝင်လာညရမို့ချုပ်တော့မှရေဟာငါသူကလည်းလာပြန်ပြီတော့လူမိုက်ကိုင်းတော့ငါလာပြောလိုက်တယ်သူလောက်တာလို့ပြောလိုက်သေးတယ်မေးပါအဲ့တော့မယ်အဲ့ချင်းနေပြီအဲ့လည်းမဝပဲအဲ့ဒါဟိုကောင်းလေးရလဲလာတော့ပါတယ်ဟာဆရာမလည်းကြည့်ရငေါ့တယောက်တည်းထားခဲ့ကွာဟုတ်ကွာဒီရောကွာဟာတို့ရီယာအလဲဟာဒီမပြန်သေးဘူးလားအနေတူပြန်မှာလားဟုတ်ကဲ့ပြန်မယ်လေဒါမဲ့ငါဟဲ့ရဟိုဘက်မှာနီလေးရအော်အေးငါအဲ့နဲ့တူရဲ့တော့ဝင်နေမလိုက်ဘူးနော်ငါပဲသွားတော့မယ်အော်အေးဘိုင်ဘိုင်တစ်ချက်ပြလိုက်လို့အေးကဘိုင်ဘိုင်
ကျောင်းသားတက်ကတော့ကားနဲ့တိုက်သွားပါတယ်အဲ့ရမယ်သူကလည်းအိမ်မက်မက်လာတော့ပါတယ်ကျောင်းသားတက်ကတီးဆုံးသွားတယ်အတသေးမြင့်မြင့်ကြီးမကျောင်းသားတက်ကနင်းတောင်းသွားတယ်ဒါကားလေးချက်ပဲဖြစ်မှာတခိုးတွေကားတိုက်သွားအဲ့ချင်တာရေးတဲ့အဲ့ချင်နေပါဆိုအဲ့တော့မယ်ဒီမှာတော့အပိုင်းမျိုးတင်ပေးသွားပါတယ်အလုပ်ကိုကြည့်ရှုပေးကြကြောင်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုတောင်းမြင့်ကြည့်ပေးကြကြောင်းကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်တွေ့ကြပါဘိုင်နော်like subscribe လေးနဲ့ like လေးတောက်ချနေခဲ့ပေးပါအောင်နော်ဒီဗီဒီယိုကြည့်နေလေ like subscribe လုပ်ပေးနော်ထူးထူးဆန်းဆန်းနဲ့ဒီမှာလည်းပြထူးထူးဆန်းဆန်းနဲ့ဒီမှာခလောက်လေးပြမယ်ခလောက်လေးနော်တွေ့ကြလားမသိဘူးပေါ့မခလောက်လေးဟုတ်တယ်မလားခလောက်လေးမလားခလောက်လေးအဲထူးထူးဆန်းဆန်းတဲ့နော်ထူးထူးဆန်းဆန်းတော့ထူးမင်းကလေးမှရှိတယ်တဲ့အဲ့ရပြောရပဲဥကောင်မလေးပြောပြဆယ်လာလားမသိဘူးသူ့နာမည်အဲ့လိုပြောပြပါအဲ့ဒီမှာအိုင်ဒီလေးကိုဒီမှာလည်းပြောပြအောင်ပါမယ်အလုံးကိုကြည့်ရှုပေးကြကြောင်းကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်ကြမယ်ဘိုင်ပါ